ခွဲခွာရမယ့်အချိန်တွေနီးကပ်လာတဲ့အခါတန်ရောစဉ်အမြင်တမ်းတွေကိုတဖြည်းဖြည်းချင်းဖြတ်တောက်ခဲ့တယ်တစ်ချိန်ချိန်မှတယောက်တည်းချမ်းရအောင်မမို့ဒီခဏအိမ်ဟာလေနောက်ဆုံးတော့ကြွေရအောင်မယ်ဟိုမျိုးဟိုဒေသတနေ့တစ်ကြေးကိုတွေ့တာမိတယ်စားခြင်းဝတ်ခြင်းသွားခြင်းနာလေးတွေနဲ့အာယုံမှညှိတွေ့ခဲ့တယ်ချစ်ရတဲ့သူတွေရဲ့မိဘတွေကိုဖတ်တွေ့ထားခြင်းပေမဲ့ခွဲခွာခြင်းရောက်လာတဲ့အခါငါလည်းပဲအနောင်ဖွဲ့ကင်းကင်းနဲ့ကြွေရအောင်မယ်သရှိတွေရဲ့ရှင်သန်ခြင်းကဘာရဲမှာလိုချင်မမောခြင်းတွေတွေ့လာခြင်းတွေနဲ့ပြင်းနှလုံးနေကွယ်ရင်လာထွက်မယ်ဆိုတဲ့သဘာဝတရားရှိပေမဲ့လာကွယ်တဲ့မောင်မိုက်တဲ့ညမျိုးလေငါတို့ကြုံရအောင်မယ်ပိုင်ဆိုင်ခြင်းတွေအားလုံးနောက်မှထားရခဲ့ရမယ်တွေ့ရာခဲ့သမျှတွေအကုန်လုံးကိုစွန့်လွတ်ခဲ့ရမယ်ကိုယ်တိုင်ချင်ချင်တဲ့တရားသာကိုယ်နဲ့တူပါမှာမို့ခန္ဓာရဲ့နောက်ဆုံးချိန်ကျွေးလွန်ချေရောက်လာရင်ဘာမှမပါဘူးဖလားသက်သက်နဲ့ပဲငါရဲ့ဘဝစသိမ်းအေးချမ်းစွာကြွေရအောင်မယ်ကြွေရအောင်